ပြောနေတာမလေးရှားနိုင်ငံမှာတော့ဘယ်လိုပြောရမလဲ right မရအောင် right ဆိုတော့ I think မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာအစည်းအရုံးကမလေးရှားမြန်မာအစည်းအရုံးနဲ့မလေးရှားမြန်မာ ambassador နဲ့ကဥဆောင်ပြီးလုပ်ပေးလိုက်လုပ်ပေးမှာပါလုပ်ပေးမှာမဟုတ်ပါလုပ်ပေးမှာပါကိုရုံလေးလည်းမဟုတ်လုပ်ပေးမှာပါเนาะနည်းနည်းလေးတော့ဟောဒါပေမဲ့အဲ့ဒါပြောလူတွေရဲ့ဟာအလုံး one share လုံးဟိုကလာကြည့်နေကောင်မလေးဟိုကလာအခုကချင်းနေကလာ position ကလာကောင်မလေးကိုဘေးမှာထားထားတယ်ကျွန်တော် live ထိုင်ကြည့်နေတယ်သူဘာရှိနေပုတ်တယ်သူအဖြေရှာနေတယ်အဲ့သူက Patricia ကိုမျိုးစုံသူက comments လုပ်ပြီးတော့သူဒီလိုအောက်တန်းသားခွေးတောင်သားမရင်းကောင်မဟုတ်ပါဘူးဆိုတော့မျိုးစုံသူက comments လုပ်ပြီးတော့သူကကျွန်တော် publishing မှာထွက်ပြောဖို့သူကကြိုးစားအောင်ပါဒါပေမဲ့ sub ပြဿနာ everything is done ဒီကောင်လည်းကျွန်တော်ပြန်ထား everything is done မင်းရှင်းနေငါပြီးမင်းပြဿနာမင်းရင်ဆိုင်တော့ငါမှငါ recording နဲ့ငါရှိတာဘယ်မိန်းကလေးတယောက်မှလည်းအဲ့လောက်ဟာကြီးမဟုတ်ဘဲနဲ့လည်းမပြောဘူးเนาะ enough တော့ပြီခွေးတောင်သားမင်းရပဲလာပြီးကောင်မလေးကိုဓာတ်ထောက်ပြီးတော့အခုကတော့အဲ့လိုမလုပ်ပါအခုတော့အဲ့လိုလုပ်မင်းရစောက်ကလားကြီးခွေးတောင်သားခွေးကလားအဲ့တော့ပြောရင်အားလုံး just spread the awareness and let's find her အခုချိန်ကြီးတော့ကျွန်တော် Patricia အတန်3ခေါက်ကြားပြီးသွားပြီ and that's it เนาะအားလုံးမနေ့ခရက်3ခေါက်မနေ့4နိုင်တော့1နိုင်လောက်စကားပြောပြတယ်မနေ့6နိုင်လောက်မှာခဏလေးလာတယ်ဟိုကောင်လှုပ်တယ်အမားတို့ကိုကျွန်တော်မိုက်ဒီမှာတွေ့ဗီဒီယိုလို့ပေါ့နော်မတွေ့သေးဘူး bro မတွေ့သေးဘူးဆိုရင်ကျွန်တော်ဖုန်းဆက်မှာပါဗျာဒီမှာလေးကျွန်တော်ဖုန်းမဆက်ဘူးကျွန်တော်သူ့ဖုန်းနံပါတ်အကုန်လုံးတွဲပေးလိုက်တော့အဲ့မှာလည်းသူ့မှာခင်ဗျားတို့ခေါင်းလုံးဝိုင်းဆက်တော့ iPhone တွေရတယ်တက်ဘာလို့အခုနအကျင့်ကျွန်တော်ပြိုင်းနေပြီကျွန်တော်ဆောင်ပြိုင်းနေပြီကျွန်တော်ယူပါလေး200 300နဲ့ကျွန်တော်အပြင်းပြေစကားပြောနေဘာရစာကျွန်တော်လည်းပြိုင်းနေတကယ်ပြန်ပြစုအရေးတဲ့ဟို hater တဲ့တယ်မျိုးခုနပြတဲ့ဗီဒီယိုမှာဒီဗီဒီယိုကတဲ့ခုနကိစ္စလောက်တာမဟုတ်ပါဘူးတဲ့ဖုန်းမဲလူတာဟိုကလာအခုနလူတွေက wine man လို့ပေါ့ဗျာဒါကြီးဒီအတန်နားထောင်ကြည့်အဲ့ဒါဘာလုပ်တဲ့အတန်လဲပြောဖုန်းလူတာဘာလုပ်တာကျွန်တော်ဟိုပဲတင်တာကျွန်တော် content လည်းမတင်ထားဘာမှမတင်ထားဘာမှစောက်ချော်ကောက်ဟာ viewer သူမျိုး support တွေအဲ့ဒါစိတ်ဝင်စား just let her go that's it okay I'm not interested I don't know what she's doing what he's doing to her right အကောင်လုံးကညီမလေးပဲ pressure ပြန်ရောက်မှာပဲရမှာ so she needs to be back help her it's everyone's duty to help her okay အဲ့ဟိုတယ်ကပြဿနာတက်နေရဗျာဟိုတယ်တွေကကျွန်တော်ပြပြမယ်အခုဟိုတယ်တွေကတယောက်ကပြောတော့အဲ့ဒီဗျာတယောက်ကပြောတော့ဒီဟိုတယ်တယောက်ကပြောကြဒီမှာဒီဟိုတယ်တဲ့4 season hotel Kuala Lumpur လို့ပြောတယ်တယောက်ကလည်းအဲ့လိုပြောတယ်4 seasons hotel Kuala Lumpur လို့ပြောတယ်ဘာ Kuala Lumpur လေFour Seasons Hotel Kuala Lumpur. Okay, Four Seasons Hotel Kuala Lumpur. Hello. How are you? 我这要标呢，不都不刚好，刚起啊，刚刚没得阿昌呢，学校但有阿昌。学校我们呢，今年我们那天我地连不地西连不地，还有没有拉山呢？我们多一样，没有呀。Fuck off man，没有你妈没事有啦，没有少有澳大利亚没路的。This is not about me。早担心下嘛，妹妹十八 content 呢，刚刚订他嘛不，我刚刚小订呢，我订他嘛，他妈路面哎，我 content 没订，买的别订呢，嘿，对面打了米，那啥里呢就不看了没订，喏，妹妹18。来了呢。
လိုက်လွှင့်နေ Oh လိုက်လွှင့်နေပြီ Hey let's watch อ๋อဒါအခုပြန်တင်တာ petition statement ကိုအခု support လုပ်ပါတယ်ဘာမှ sexual assault တို့ဒီလို rape လာလာအဖမ်းမခံရဘူး ရှိတယ်လို့ပြီးတော့ခုနလိုပေါ့နော်ဒီလိုမျိုး false accusation တွေ false rumor တွေအကုန်လုံးပြန့်နေရတယ်တွေ့ရတယ်ကိုရိုနီယောက်ကဒီ working relationship all good yeah all good so ဒီလိုခုနပြောသလိုပဲဒီဘာပဲတော့ရောက်မယ်ဘယ်တော့ပဲဟိုလေးကိစ္စဗီဒီယိုကိစ္စokay အဲ့တော့ဟိုဒီအကိုရိုနီယောက်ကလည်း working အခု relationship တင်တာတော့ ဒီလိုမျိုး project တွေပုံမှန်ရှိတယ်ဒါပေမဲ့အခုတော့ဆိုရင်ပြန်နေတယ်အကိုက rape လုပ်ပါတယ်အကိုကအဲ့လိုမျိုးဆိုရင်တော့ငါတို့တက်တက်ဒုက္ခလာပေးရတယ်ဟုတ်တယ်မ ဟော ဟုတ် ငါမှအများကြီးသိကောင်းပါဘူးနင်အင်းဘာဖြစ်အင်း ဟန်တဲ့တာပါလေဆိုတဲ့ဟာတွေဒီလို rape case တွေကလုံးဝမဟုတ်ပါကြောင်းအခုဒီဗီဒီယိုကနေပြောချင်ပါတယ်ပြီးတော့ ဘယ်ကောင်မလေးဘေးမှာရှိလို့ဗာပြောလို့ရအောင် false accusation နဲ့ false news တွေဆက်ပြီးတော့ သူ့ဟာရင်းနဲ့တင်ရင်ဘာမှတော့ ဒီနေရာတွေပဲဖြစ်ဖြစ် အဲ့ဒါဆိုရင်ကနေပြောလိုက်တာပဲ ဖေအောင်မအေးလို့မင်းကမမေစပောက်မင်းလို့လိုက်လို့တဲ့ပြောနေရ ကိုတို့ဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်ကိုတို့ဘက်ကတရားဆွဲပါမယ်ခုနလိုပဲကိုတို့ဘက်ကတရား working relationship ရှိတယ်နှစ်ယောက်စလုံးကလည်းတကယ် working together ဖြစ်တယ်ရှေ့ဆောင်လည်းကိုတို့ video တွေဆက်ထွက်ဖို့လည်းရှိတယ်အဲ့ဒါဆောက်မြောက်ပေးပါ အေးလို့မရင်းကောင်ကလီးပဲအောင်ငါတော့ငါတော့မပြဘူးလက်ထက် come back အဲ့ကောင်မလေးလာပါစေနော်အရင်တော့အဲ့ကောင်မလေးလာဖို့အရေးကြီးတယ်ဒီကောင်ဆောက်ယူဆောက်ဖို့သူကတင်တာတင်အဲ့ကလာအာမင်းကွာတော့တော့တိတ်တာပဲကွာမင်းအဲ့လိုပြီးသွားမှာလားကွာမင်းအဲ့ကောင်မလေးအင်းကွာဟိုကောင်မလေးကိုထားပြီးတော့ကင်မရာကြီးရိုက်ပြီးဟဲ့ငါနင်းဘာမလုပ်ဘူးနော်ဘာမလုပ်ဘူးနော်နင်းကပြောလိုက်ဘာမလုပ်ဘူးနော်အေးလိုးကတမျိုးကိုမေကိုလိုကလာပို့ပို့ဆိုးလာရဲ့အဲ့ကလာဇောင်းကြွားနေတယောက်သားမှာတယောက်သားမှာဟမ်ဟေ့အောင်မင်းဘာထင်နေရလဲငါ့ဘောလုံးလို့ရမှာလားမင်းဟုတ်လေမင်းဘာလာပြောနေစောက်ပေါ်လားအဲ့ကလာလာဆောင်ကြွားနေအမေတော့ကောင်မလေးဘေးမှာထားပြီနင်းကဘာလာပြောနေ ဟုတ်လေထားလိုက် That's a threatဟိုကောင်မလေးကကြောက်ပြီးပြောနေရတယ်လေသူလည်းငါ့ကိုပြောပြီးသားသူတို့ရုံးမှကြားလိုက်မယ်အကိုရဲ့ဆိုပြီးပြောထားပြီးသားကွယ်ဟုတ်လားဟိုကောင်မလေးကအခုအတင်းကင်မရာကြီးကင်ပြီးငါ့ကိုတော့ဒီမှာနင်းကအခုနမရင်းချင်းလို့လားမသိ ဘာလို့ဖုန်းလာဆက်နေရလဲ तू က ဆက်ရှင်းနေပဲဒီမရင်းချင်းနဲ့ဆိုကိစ္စပတ်သက်ပြီး तू မလုပ်ပါစောက်ဖို့မအေးလို့ရဲကိုပြောတရားရုံးကိုပြောမမေစပတ်ကိုပြောလီကိုတရားဆွဲမှာမအေးလို့ကလာမရန်ကုန်ပြန်လာအောင်အရင်ဟမ် တို့တနာကြောပြောထားတဲ့ခါရှိအဲ့ဒါအဲ့ तू ပြောထားတဲ့အပိုင်းကိုဖြတ်ပြီးတော့ မဟုတ်ပါဘူးဟိုကောင်မလေးဒီကောင်နှိမ့်ဆက်ပြီးရိုက်နေအောင်မအရင်ရန်ကုန်ပြန်လာပါစေပြီးရင်ငါ recording တွေအကုန်ဖွင့်ပြနော်ဟိုကောင်မလေးရန်ကုန်ပြန်ရောက်ပါလေမအေးလို့မင်းဘာဘယ်ကောင်ဘာလာပြန်ဟုတ်ကဲ့ပြောဟိုကလာဗျာကောင်မလေးကိုဦးကြဒီကောင်သူယူလို့ပေါ်တယ်ဗီဒီယိုတစ်ခုကောက်တယ်မလွတ်ခိုင်းနဲ့ဗျာသိရမလားကောက်တယ်ပြီးတော့သူဘာမလုပ်ဘူးဗောငန်းငါနဲ့ထပ်ပြီးတဲ့လုံးအောင်တော့ပြောတော့ကမ္ဘာရှိမှဓာတ်တော့ပြောခိုင်းစောက်ပေါ်စကားလာတော့ကျွန်တော်မှဒီကောင်အဲ့ကောင်မလေးကိုဘလို့အရက်တိုက်ပြီးပလားကြီးနဲ့ဘယ်နှထက်ကိုခေါ်သွားပြီးဆိုတော့ကောင်မလေးပြောတာစိတ်မှန်အကုန်လုံးရှိတယ်ကျွန်တော်နမချင်းစာနာလို့မတင်နေရဗျာတင်မှာဟိုကောင်မလေးကလာသူ့အတင်းရောက်ချင်းနေမှာပဲခေါ်သွားပါတယ်အကုန်ရှိရယ်အကုန်ရှိရယ်အဲ့ဒါဒီကောင်ကအဲ့ဒါသူ့ကိုသူဟိုမရှိဘူးဆိုပြီးကောင်မလေးကိုဓာတ်ထောက်ပြီးတော့အကိုရားသိရမလားနင်အခုငါနင်းဘာမှမလုပ်လို့ဖြေးပေးပေါ့ဒါပါပဲဟိုကောင်မလေးရန်ကုန်လာလွတ်လိုက်တော့လေဟိုကောင်မလေးသူဖုန်းသူပေးပြီးဒီကောင်အနာထွက်သွားလိုက်လေရပြီလေဟုတ်တယ်မလားအကိုကျွန်တော်ပြောနေတာကိုမလုပ်ထားဘူးဆိုအဲ့လိုမလုပ်ခနဲ့ယူသလိုပေါ်သလိုကလေးကွက်ကလားတွေကမရဘူးဗျာကျွန်တော်ကကလားသိခါကြာပြီကဲကျွန်တော်ကလားအကောင်ရှေ့ထွက်ပြီးအဲ့ကောင်ပြောအောင်အခုကြလေကလေးခွေရကလေးကွက်ဗျာသိရစော်လေနေမှာနင်ကပြန်ဖြီးပေးပေါ့ဗျာသိရမလားဘာညာဆိုပြီးပြောပြီးတော့နင်ကဘယ်လိမ့်မချင်းတဲ့အကြောင်းပြောဘာညာဆိုကောင်မလေးဟုတ်ကဲ့ကောင်မလေးကမချိုးမချင်းပေါ့အခုကြည့်အဲ့ဗီဒီယိုကြည့်လိုက်အောင်အကောင်တင်လာအခုရန်ကုန်ရောက်ဖို့အရေးကြီးရရန်ကုန်ရောက်မဲ့အနေအထားမရှိနေဘူးကိုကြီးရဲ့အဓိကဒီကောင်နဲ့ဒီကောင်မလေးနဲ့ကွဲသွားမှာပဲဒီကောင်မလေးကအမှန်တိုင်းနေပြောပြရတော့မှာ authority တွေဝင်ပြောရတော့မှာမှန်တယ်အခုတော့လုံနေပြောတယ်ကိုအောင်လေးတော့ဝင်းနေရအောင်
ဒါပေမဲ့ဗျာအဲ့လိုအကွက်ကြီးအခွေးရဲ့ဒီကောင် အရန်တိတာဘယ်လိုရှာမျက်နှာအရန်တိတာ အဲ့ပထမမျက်နှာငါ့ကိုတကယ်ပြောတာကျိုးနေရပဲလေပြမျက်နှာတင်းကျိုးကြီးကိုရဟဲ့ပြောပြီးကလေးအကွက်ဗျာဒီကောင်အကွက်ရှင်းနေ software ဖုန်းမပေးတော့မယ်ဖုန်းတိမ့်ထားပြီးအတင်းအခန်းထဲမှာထည့်ထားတယ်ပြန်ပြီးဆွဲမှုမြောက်နေပြီဗျာဒီကောင်ဥပဒေကြောင်းလဲနားမလဲဘူးဒီကောင်ကလေးဗျာဒီကလေးစားတက်ချင်အောင်ဆောင်မအခုကဘယ်ဟိုတယ်မှန်းအောင်မသိဒီကလာလဲလဲလေဗျာဘာညာရွှေ့နေပြီဒီကအခုကနာမလေးရှားအဲ့ဘောအခုမလေးရှားမှာကဲတောင်းသားရွှေ့နေဟုတ်ပါဒါပေမဲ့တန်ယုံလုံးရင်တော့ကလာလှမ်းခေါ်ခံရမှာပဲလေမချမ်းချလိုက်တော့အဲ့ပေါ့အခုကဒီလိုဗျာအကောင်ကဒီကောင်မလေးပြန်လှုပ်လိုက်တာ ਨੇ ရောက်တာ ਨੇ ဒီကောင်မလေးကပြောမှလေ speak out လုပ်မှာလောက်တာ ਨੇ ကောင်တေးပြီအဲ့တော့ဒီကောင်ပြန်မလှုပ်ဘဲနဲ့ content ကလေးခွက်လုံးဘယ်ဟိုကျွန်တော်မနဲ့4နိုင်ခွဲမှာနားထောင်ဒီနေ့လေးကန်စာတာဒီတိုင်းအိမ်နေနဲ့နိုးလာပြီးဟာလို့ငါပြန်မအိတ်တော့ပါဘူးလို့သိတယ်မလားအိမ်မှာလဲကိုရကျွန်တော်အိမ်မှာပူးတွေမွေးတော့အကြောင်းလေးကစားတယ်ထားကြည့်လိုက်မယ်ဆိုရင်လိုက်လွှင့်လိုက်ပါမယ်လို့တက်တော့မှာလိုက်လွှင့်လိုက်နဲ့ပထရှာလူ180လောက်ပဲရှိသေးတယ်ပထရှာအခု hi ဆိုဟာလို့နေပထရှာအကောင့်တူနေခေါင်းလာမစားနဲ့လို့မဟုတ်ဘူးတကယ်ပါတဲ့ဆိုပြီးတော့အဲ့နဲ့ပြီးတော့အဲ့နဲ့ဖုန်းပြောပြီးလို့သိရဟုတ်ကိုမခင်ဘူးဘယ်လိုမှမခင်ကျွန်တော် TikTok မှာ head up လုပ်ပြီးမနေ့4နိုင်ခွဲကျမှပထမဆုံးညဖုန်းပြောဘူးတာအဲ့ကြမှာသူ့ကိုဘယ်လိုလုပ်နေပါဘယ်လိုနှိမ့်ဆက်နေပါဘယ်လို abuse လုပ်တာခံနေရပါတယ်ဘယ်လိုမင်းညာဘယ်လိုဘာမှပြဿနာတွေတက်ပြီးတော့ဘယ်လိုကားပေါ်အတင်းဆွဲပြီးသူ့လက်တွေတောင်ညိုပြီးလက်သေးတွေတောင်ညိုပြီးစုပ်ပြတ်နေပါတယ်အဲ့ဒါအကုန်အန်တာအဲ့လိုအန်တာအကုန်လုံးကျွန်တော်မှလည်း recording ရှိရယ်ကျွန်တော်မလုပ်သေးဘူးဆိုတာသိရမလားဟိုပြောနေတာဒီကောင်ကလည်းသူ့ဟာသူလက်စီကလက်ပေါ့ဗျာတုတ်ဗျာအဲ့မှာကောင်မလေးလည်းပြန်ပို့ယောက်ျားဆန်ဟုတ်တယ်မသဘောပြပြီးသွားပြီဗျာ reputation ကပြီးသွားပြီပြောချင်တာဖေမရနဲ့တော့လက်ခံပြီးတက်တော့ ပထရှာရုံးမှလိုက်ကြတာဟာဆိုတော့ဘလို့သူအရင်တင်လာလိုက်သူအရင်တင်ပြီးတော့ညွန့်လာဆက်ပြီးတော့ပထရှာတင်လာပြီးတော့အခုကျ use လို့မသိကျွန်တော်ပဲ live ကျွန်တော်လည်းကောင်တရားဆွဲမလို့ချင်းချောက်တော့ကောင်ရှိသေးတယ်မသိဘူးမဟုတ်တဲ့တဲ့နေဖြန့်ရင်မေစပါနှခါပြန်လိုးလိုက်ကိုမေကိုလို့သူ့မေပါအခုလီနဲ့လှမ်းပြီးလိုးပေးမယ်မေလိုးကလားဟာလိုးမှသာငါပဲလိုက်တရားကျွန်တော်လိုက်တရားဆွဲမယ်ပေါ့နေမေစပါကိုဆွဲအဲ့ကလာပါညာဥဗျာပရိရှောက်ဓာတ်ထောက်ပြီးတင်ခိုင်းတဲ့ဗီဒီယိုမှာလိုမျိုး तू ကမလုပ်ခိုင်းနဲ့ဆိုဟိုကောင်မလေးပါဇက်ကနေဒီကောင်ကိုလုတ်ပါတယ်ဆိုပြီးဒီကောင် तू အဲ့လိုလုတ်ပါတယ်ဆိုပြီးအရင်အတင်းတိုက်ပြီးလုတ်ပါဆိုတော့ရှေ့ပရိရှောက်မတင်ဟိုကောင်ရဲ့ ismin ပါညာအကောင်ကနေတောက်ပြီးတော့ content ထပ်တော့content ရိုက်ပြီးထပ်တင်ပရိရှောက်ဘေးမှာထားခိုင်းပြီးတော့အောက်ကတန်းထောက်ထားပြီးတော့ကလေးကွန်းနဲ့ခွေးကလာအကိုကြီးကကြည့်လိုက်အဲ့လိုအကိုကြီးသဘောပေါက်အကိုကြီးကကြည့်ပြီးကိုပြန်ပြောကျွန်တော်ဒီကောင် ismin ဆိုတာလား ismin မှာတင်တာ ismin အဲ့ဒါကြီးပြန်ပြောအဲ့ကောင်မလေးကလိုမလားဆိုတော့ရုံမှာပဲဗျာဒါဘာမို့ ismin Facebook လားအခုနတင်တာဟုတ်လားအခုန Facebook မှာတက်တော့မှာဟဲ့ခုန Facebook မှာတက်တော့လိုက်ချတယ်ပြောလိုက်တော့ပြောလေခုန Facebook မှာတက်တော့မှာလားတဲ့ Facebook မှာဟုတ်ကဲ့အဲ့ဒီလိုဖြစ်လာမယ်ဆိုတော့သိရနော်ဟောဒီလိုရဖြစ်မှာပေါ့နင်ကဝေးဝဖြစ်မှာပေါ့ဘာဖြစ်လို့နင်ဘာဟန် I'm helping her so anyway so အဲ့ကောင်ပြောလိုက်အဲ့ကောင်ကျွန်တော်ပို့ထား message တွေရှိုးလိုက်မှာဆောက်ယူတောင်းသားခွေးတောင်းသားကိုမေကိုလိုးတဲ့ကောင်မေစပတ်လီးရရမယ်ပြောလိုက်ထားတော့ကြာနော်ထားတော့ကြာသူများသားသမီးခေါ်ထားပြီးတော့ဟမ်ထားတော့ကြာလှုပ်ချင်တာလှုပ်ပြီးတော့ဘေးမှာထိုင်ခိုင်းပြီးတော့ဟဲ့ပြောစမ်းဟိုကကြောက်ပြီးပြောရတယ် oh very cool မင်းပို့ပြီးသွားမှာနှစ်ရှည်ဖြစ်သွားမှာမင်းလေးကဖင်ရထားကြဟဲ့မင်းတိုင်ဟဲ့နင်ကဘာမှမလုပ်ပြောမေးစပတ်ပဲရမယ်သူကစောက်ကလေးလည်းမဟုတ်ကြည့်ကြပြီလားအဲ့ Patricia အဲ့ဗီဒီယိုလေးကြည့်ပြီလားအားလုံးကြည့်နေလေကြည့်ပြီလားအဲ့ဗီဒီယိုကြည့်ပြီလား Patricia အဲ့ဗီဒီယိုကြည့်ပြီလားဒီမှာဘယ်မှာကျွန်တော်လည်းမသိကျွန်တော်မကြည့်တော့ကျွန်တော်ပြချာကျွန်တော် I don't know how to fucking do this shit တရောင်းကလီးရရမယ်ဟောမလေးခင်ဗျာသူ့ဖုန်းလေးပိတ် password မပြောဘဲနဲ့နေရဘွားလေးဒီကောင်းကြီးကတက်လာပြီးတော့ရုံးမလိုက်ကြတာကြီးထားပြီးတော့ oh shit bro ပိုင်းဆိုင်ရာနှိမ့်ဆက်မှုဟိုမှာသူတင်ထားတာလေးလည်းကြည့်ပါအောင် April 29ရက်နေ့ကစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုခံစားနေရလားတဲ့ဘာညာနဲ့
မင်းကမသိငါပဲစောက်ကိုမကိုလိုကလာမေးအေးလိုမင်းမေပါလိုပေးမယ်။ရောငါရိုင်းနေဟဲ့။အေးအဲ့လိုရိုင်းလို့ငါပြောတာမှားတယ်ငါဟိုပြောဖင်ခံလိုက်မင်းအမေပါလိုပေးမယ်မင်းထက်လိန်နေမလား။တောင်းမှမီလစ်တော့လို့ပြောတယ်မင်းထက်လိန်နေမင်းအေးလိုမင်းအမေပါလိုပေးမယ်။အခုချက်ချင်းပထရီရှာကိုပို့ရန်ကုန်ပို့လိုက်ပြီးရင်စောက်စကားပြောရန်ကုန်ပို့ပြီးပထရီရှာအဲ့စကားပြောခိုင်းမင်းတို့ဘာဖြစ်တာပါပြောခိုင်းရန်ကုန်ရောက်ရင်ငါတို့ပထရီရှာအဲ့ဒါပြောပါစေမင်းအိမ်မှာမပြောနဲ့အေးလိုပြန်လာပါစေရောအဲ့ဆိုလဲစောက်လို လိုက် မှာလားမင်းအေးလိုလီးလာရနေမင်းစပတ်ပဲရမယ်မင်းဟိုငါရုပ်ရှင်မကြည့်ဘူးကောင်းလည်းမဟုတ်အကြမ်းဖက်မှုခံထားတဲ့လူကဘလို့အကြမ်းဖက်တဲ့ကောင်ကြီးဟဲ့ပြောဆိုမှပြောရတာပေါ့စောက်ယူလာတရောင်းသားရဲ့ခွေးရဲ့ငါ့ကောင်မတွေ့တော့အဲ့ကောင်ကအဲ့ဆိုရင်တော့လာပြီးတော့သူပြပြရဲဟိုဟာတွေပါပြရမယ်အနေထားဖြစ်နေပြီလေအခုကဒါပေမဲ့သူပြန်ရောက်ပါစေရောသူပြန်ရောက်ပါစေဟိုကောင်တပ်လိုက်မှာဝိုင်းကောင်ပါလေတရောင်းသားစောက်အောက်တန်းသားအခုတော့ရုပ်ကြီးကိုကြည့်ပါမသိသူ့ကိုမှန်တယ်ဆိုရုံနေမအေးလို့အခုကြည့်ပါတင်သားရုပ်ကစောက်ချိုးမချိမငံရောဒီမှာဟုတ်တယ်မနေ့က fly ဝယ်ပေးထားရတယ်ပြောတယ်နော်ဒီမှာPatricia statement ကိုအခု support လုပ်ပါတယ်။ဘာမှ sexual assault တို့ဒီလို raping တွေလုံးဝမဖြစ်ခဲ့တာမရှိသလိုပြီးတော့ခုနလိုပေါ့နော်ဒီလိုမျိုး false accusation တွေ false rumor တွေအကုန်လုံးပြန့်နေတာတွေ့ရတယ်။ကိုရိုနီယောက်ကဒီ working relationship all good yeah all good so ဒီလိုခုနပြောသလိုပဲဒီဘာပဲတော့ရောက်ပါတယ်။ဘယ်ရောက်ပါလဲ။ အေးဘောအလူဘောကိစ္စဗီဒီယိုကိစ္စokay အဲ့တော့ဒီအကိုရိုနှစ်ယောက်ကလည်း working relationship ကလည်း very good right အဲ့တော့ပြောချင်တာရှေ့လျှောက်လည်းအကိုရိုဒီ project တွေလုပ်နေရရှိတယ်ရှေ့လျှောက်လည်းဒီလိုမျိုး project တွေပတ်ဖို့လေးလည်းရှိတယ်ဒါပေမဲ့အခုလောလောဆယ်ပြန့်နေတဲ့သတင်းတွေအကိုက rate လုပ်ပါတယ်အကိုကခုနလိုပဲဒီကနေ့ working relationship ပဲဖန်ထည့်ထားပါတယ်ဆိုရဟုတ်လားဖန်ထည့်ထားဟုတ်တဲ့ထားပါရဲဆိုတဲ့ဟာတွေဒီလို rape case တွေကလုံးဝမဟုတ်ပါကြောင်းအခုဒီဗီဒီယိုကနေပြောချင်ပါတယ်ပြီးတော့ဒီလိုမျိုးအဲ့လို false accusation တွေ false news တွေဆက်ပြီးတော့တင်မဲ့ media တွေပဲဖြစ်ဖြစ်ဒီ personal account တွေပဲဖြစ်ဖြစ်နောက်ပိုင်းဒီဗီဒီယိုနောက်ပိုင်းမှာအခုတို့ဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်အခုတို့ဘက်ကတရားစွဲပါမယ်ခုနလိုပဲအခုတို့ဘက်ကတကယ်တမ်း working relationship ရှိတယ်နှစ်ယောက်စလုံးကလည်းတကယ်တမ်း working together ဖြစ်တယ်ရှေ့လျှောက်လည်းအခုတို့ဗီဒီယိုတွေဆက်ထွက်ဖို့လည်းရှိတယ်အဲ့တော့စောင့်မျှော်ပေးပါအဲ့ယုံမှာပထရီရှာယုံပဲမှန်လိုက်တော့တော်ပြီမင်းတို့ငါမရှင်းပြတော့ဒါပေမဲ့ဟိုကောင်က sexual predators ပီတာတယ်ဆောင်းရမိုက်အောက်တန်းသားပီတာတယ်နှမလို့ပီတာတယ်နော်အဲ့လောက်ပဲပြောနော်အဲ့လောက်ပဲပြောဟိုကောင်က sexual predators ဆောင်း salute to this motherfucker တော်မိုက်တာပဲခေါ်တာပဲမင်းလိုမတင်းကျင်ပြီးအောင် Jeffrey Epstein အလုံးက Epstein ထိုင်တာလုံးမင်းမကျင်ပါဘူးနော်မိုက်နော်အလူပဲပြောတာနှမလို့အဲ့ငါကအကုန်ရှိတယ်အဲ့ကောင်မလေးက तू လောက်ပါတယ်မင်းမိုင်ရိုင်းမှာပြောထားမင်းဘာပြောမင်းကယ်လို့မရတော့ဘူးဟောက်ပွေမလုပ်ခဲနဲ့ထိုင်းကအဲ့ကောင်မလေးပြန်ဖို့အဲ့ကောင်မလေးပြန်ဖို့နော်အဲ့ကောင်မလေးပြန်ဖို့ငါဟိုဟာမဖွင့်ပြချင်ဒါပေမဲ့မင်းကန်ကောင်းကဟိုဟာရဲ့ဒီဖုန်းနဲ့ရောက်နေတာအဲ့တော့ဖွင့်ပြလို့မရသေးဘူးဆိုတော့ you're lucky motherfucker နောက်တစ်ခေါက် live မှာတော့ဖွင့်ပြတော့နော်ဖင်မရနဲ့မင်းအဲ့ကောင်မလေးမင်းတက်ရဲစားရှိလားအဲ့ဆိုလည်းမင်းတက်လိုက်တော့မတက်ရဲစားမရှိဘူးဆိုရင် send her back send her back right နော်မဟုတ်လေဒါပဲရှိရဒီကောင်ဘာမှလုပ်လို့မမရလိုက်ချလိုက်လို့နေပါနင်းလည်းတားထောင်ပြီးသွားတယ်ဟိုကောင်မလေးပြောတာသူကားပေါ်တင်ဘလို့အရက်မူးအောင်တိုက်ဘလို့အကုန်ပြပြပြီးသွားနင်းလည်းနှထောင်ပြီးသွားငါလည်းနှထောင်ပြီးသွားမင်းလည်းသိတယ်ပြန်လာတော့နင်းဆောက်လိုက်ဆောက်ပြီးတော့မှသူပြန်မလာတော့ဘူးလေအခုပြောချင်တဲ့ဘောသူတို့အလုပ်လဲလုပ်ဖို့ရှိပါတယ်ငါတို့ပြောတာမင်းအဲ့ဒါငါတို့ရှောက်ပြောနေတာအခုကသူကောင်ပထရီရှာကိုပြန်မလွတ်တော့ဟိုကောင် plan ဟဲ့သူကောင်ပြန်လွတ်နင်းရောပြန်လွတ်မှာအဲ့ဆောင်းကြည့်လိုက်ဟိုကောင်လည်းသူပထရီရှာကိုအပြောထားဟိုကလှုပ်တာလို့ချော့ပါညာနဲ့နံပါတ်3ဘတ်ထားပြီးတေချာတခုကတော့သူ့အရင်ဆက်သွယ်တာလေအဲ့ဒီပထရီရှာဆက်သွယ်အားလုံးလည်းသိတယ်တက်တယ်လည်းရှိအေးစေးပဲကျွန်တော်ဘာဖြစ် chill I'm helping someone out and ဒါပေမဲ့အခုနအဲ့ဗီဒီယိုခင်ဗျားတို့လည်းတက်ကြည့်ပါနော်ကြည့်ပြီးတော့အဲ့ဗီဒီယိုမှာပထရီရှာပုံစံလေးကဘယ်လိုဖြစ်နေလဲလူရဲ့ emotion ဖမ်းလို့ရပါတယ် whether she's being abused or not whether she's being like you know အဲ့တော့ဖမ်းလို့ရဆိုင်လာလိုက်မပြောနဲ့အဲ့တော့ချင်းလွင့်မိဖွင့်နေရချတော့မယ် live မှာ तू ကလည်း live မလွင့်သေးချင်ဘူးကျွန်တော်တောင်းတဲ့ record ချပြဆိုတဲ့ဟာမနှက်ဖြန်ဘယ်လိုလုပ်မလဲပြမှာပဲသူညီလာကောင်းတော့ချပြဖုန်းထဲမှာလေကျွန်တော်ခဏလေးအခုကျွန်တော်တင်ပေးလိုက်မယ်ကျွန်တော်အဲ့တင်ပေးမယ်ကျွန်တော်တင်ပေးမယ်ဟဲ့အောင်မအေးလို့ကလားမင်းကပြောမယ်နော်မင်းကနောက်ထပ်တနင်္လာအချိန်ပေးမယ်တနင်္လာအချိန်အတွင်းမှာမင်းက Patricia account နဲ့ဖုန်းဆက်
ပြီးတော့ငါလိုချင်တာနှစ်ခုပဲရှိတယ် walk the fuck away and send her back အဲ့ဒါမလုပ်ဘူးဆိုရင်မင်းကငါပြောရင်မင်းအဲ့ကောင်မလေးကိုမရင်းကျင့်နေဆိုတဲ့ဟာအဲ့ကောင်မလေးပြောထားတဲ့ဗီဒီယိုပါငါအဲ့အတန်ဖိုင်အောင်ဗီဒီယိုအကုန်လုံးငါတင်ပေးမယ်ဟုတ်ပြီနော်မဟုတ်ငါမတင်ချင်ဘူးလေမတင်ချင်ဘူးပြင်မစောက်ကြီးစောက်ကြမပြောနဲ့မင်းအကောင်မလေးပြန်လွှတ်လိုက်ဟုတ်လားမင်းမလုပ်ဘူးဆိုရင်မင်းတရားရုံးကအကုန်လုံးတရားရုံးရှိဟုတ်တယ်မလားပြန်လွှတ်လိုက်လေဘာဖြစ်နေဘာစားနေဘေးနားမှာဒီလိုထားတတ်ကြအောင်လေပြန်လွှတ်လိုက်လေသူရှိတဲ့နေရာအဝေးကြီးမှာထားပြီးတော့နင်းနေ live လွှင့်လို့ပြောလိုက်လေဘာလာစားနေငါမှမင်းအခုနအတင်းဖုန်းပိတ်လိုက်တဲ့ဟာလည်းရှိတယ်အခုချိန်မှာအဲ့ကောင်မလေးဖုန်းသုံးလို့မရသေးဘူး I know everything သူရဲ့အချက်သုံးတငယ်ချင်းဆိုကောင်မလေးကလည်းငါ့ကိုစကားလာပြောထားပြီးသွားပြီ I know everything မင်းမိုက်ရိုင်းထားအကုန်ငါတီးပြီးပြီလေတော်ပြီလေပြီးသွားပြီလေပါလေပထရီရှာကိုခဏလောက်တပတ်လောက်ခေါ်ထားခဏချော့ပြီးမင်းအောက်တန်းကျအကွက်တွေအကုန်လုံးမပြောအောင်နည်းနည်းဖို့ပြီးတော့ try လုပ်ကြည့်မလားမရဘူးလေသိလားဟိုကောင်မလေးလည်းမရဘူးလေသိလားငါပဲတော့လား because it's against me there's no way out I'm going to fuck you up ရှင်းလားအဲ့ကောင်မလေးအခုပြန်လာပါဒါပဲပြန်လွတ်ပေးပါဒါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်ဟုတ်တယ်မင်းမရှိရလားဟောသူမရှိရပြောပြတော့မှာတတင်းဝိုင်းမသိပြီ is me ဟဲ့အဲ့ကောင်မလေးရဲ့လေတနေရာမှာတခုခုဖြစ်ကြည့်စပ်ဖို့စကားမပြောဘူးThis is related to Mari. နောင်ဘယ်ပြီးလဲလက်မှတ်တွေပါလေကောင်းမင်းက public figure တရားနေတယ်လို့အဲ့လိုလည်းမဟုတ်ပါဘူး I don't know whether you're real မနာပြောရတာအရှိပေးငါရှိတော့ငါဖိုင်ပေးငါရှားတယ်ငါ့ပေးပြီလိုရတာမပြောရင်လိုရတာငါအခုနဟာပဲစအောင် Ferrari ကပေးငါမှလည်းမချထိန်းနဲ့အမတယောက်ရှိရဲ့အဲ့လိုဘာကိုပြတဲ့နဲ့ဘာမပြတဲ့ What do you want ခဏဆောင်ပါငါလည်းစနေရလားဒီဘလောက်တော့စိတ်ဆင်းရအောင်လုပ်ဖြစ်လို့လည်းမသိဘူးလေဒီမရှိပါဘယ်တော့မှလည်းရှိနေခဏတော့ဖြစ်တော့ဘာလို့တကယ်ကျိုးစမှာတကယ်ကျတော့မလေးရှားမှာတူမျိုးရှိရဲ့အဲ့ဒါအခုနောက်ကောင်မလေးမလေးရှားမှာအမျိုးတွေရှိတဲ့ကောင်မလေးအခုကြာနင်းတခုပြောလိုက်လို့ဆိုပြီးတော့နင်းရုံမာတော့ပါအဲ့ဒါလေးကိုပဲအမလေးတော့ဟောတယ်။သာတန်ကင်လိုက်မှာပေါ့။ဘာလို့နိုင်ငံမှာနေရလဲ။ကြာတူအောင်ဆွာမဟုတ်လို့ရှိတော့အခုချိန်ကသူ့ဖအိမ်နေတော့ဒါပေမဲ့ဒီ live ကြည့်နေတဲ့လူတွေကပါ spirit boy တွေပဲယူထားပြီးတော့အားကြောင့်အခု live ကောင်အတန်းခြေပြောမှဆိုပိတ်လိုက်ပြီလေ။ဟိုအားကြောင့်ညီမလေးရင်မြန်မာပြည်အောင်ပြန်လာ။ Anyway, good to know you. No? Being yeah, we'll fuck him like, oh, I promise you, this motherfucker is gone. Thank you for calling. No? Oh, I'm damn it, the poor shit. ညီမလေးအခုဟိုရောက်တော့မှတည်မလားမဟုတ်ပါဘူးအဲ့တော့အခုငိုလို့ဖုန်းဆက်လိုက်တာပါတော့ပါညီမလေးအဲ့လိုလုံးလိုက်အခုဆောက်ချက်ပွဲသွားတယ်ညီမလေးကပါကိုယ်နဲ့ပြဿနာတက်သွား No အခုစိတ်ချညီမမူးတာလည်းပုံညီမဖျားစုဒီကောင်ရှေ့တစ်ခေါက်လုတ်ခရညီမတည်ရဒါပေမဲ့ဒီကောင်ကရင်းလေးလက်ပြားနေမှာတော်တော့ညီမကဒီ It's okay because you're going to be a victim and he's coming to motherfucking VLA as soon as you land Myanmar အဲ့ဒါဟိုဘန်းပြောထားတဲ့ဟာရှာပြီးတော့ဟိုအရင်ရှိရှားတယ်ပေးငါပင်နေရလဲငါပြီးငါပြောတာပြောထားရအရှိကြီးအများကြီးနေခဲ့ဟိုဒီမှာ live မှာမပြဘဲနဲ့တင်မဲတင်လိုက်အဲ့တင်ပေးမယ်ကျွန်တော်တင်ပေးမယ်နော်အဲ့ဒီကနေတင်လိုက်ကျွန်မိုက်လေးမှာတင်ပေးမယ်တင်လိုက်ကျွန်မိုက်လေးမှာတင်မမလောက်ချင်လောက်လို့โอเคပြန်မဝိုင်းကျွန်မိုက်လေးကနေတင်ပေးမယ်ဟုတ်ပြီလားနော်ပြီးတော့အဲ့ quick ကလာကိုပြောလိုက်မိန်းကလေးတယောက်ဘေးမှာထားပြီးဓာတ်ထောက်ပြီးဟိုကလုပ်ပေးထားလုပ်ပေးလားမနော်သူခဏပြောမနေ့ပြန် flight ဝယ်ထားရလို့ပြောတယ်မနေ့ပြန်ဝယ်ထားတေးကြရဆိုမနေ့ပြန်တရက်ဆောက်ပြီးတော့မှဟုတ်ငါပြောပြီးသွားပြီပဲအခုသူငါ့ကိုဖုန်းလာဆက်တယ်โอเคမနေ့ပြန် flight ဆိုရုံဘယ်လွတ်မှာရွှေရမစားပါနဲ့ကွာအခုကငါတော့ဓာတ်ပဲမလွတ်ဘူးဘယ်သူကလွတ်မှာနင်းရောလွတ်မလား you already ငါနဲ့အဲ့ကောင်မလေးဘယ်လောက်စကားပြောထားရင်ငါအတိအနည်းနည်းကြားပြီအဲ့တော့
concept တကူလာကောင်မလေးကိုကြော်ညာရိုက်မယ်ဆိုပြီးတော့တင်းနေရပေးပြီးခေါ်ပြီးတော့နော်တညနေပဲကြော်ညာကားပေါ်မှာဓာတ်ပုံတဆင်းရိုက်မယ်လို့ခေါ်ပြီးဓာတ်ပုံတင်ဓာတ်ပုံတစ်ပုံရိုက်ပြီးတော့ကားဝူးဆိုမောင်းဝိုင်းအဲ့ကောင်မလေးကိုဘာခေါ်သွားပြီးအရက်တိုက်ပြီးတော့အဲ့ကောင်မလေးအခန်းထဲထိခေါ်ပြီးမရိုင်းနဲ့ဟာတခုလုံး whole fucking shit I have 100% evidence that is Patricia Mao ကပြောတာ evidence အကုန်ရှိရအဖေမရနဲ့အဲ့ကောင်လည်းပြောလိုက်တော်တော်ပွဲရပြီးသွားပြီနော်အားလုံးကျေးဇူးတင်ပါတယ်နော်ပြောမှဆိုမှရှိရင်ခွင့်လို့ပါကျွန်တော် I'm just saying it အဲ့လိုပြောလို့ညီမလေး Patricia လည်းဘာမှစိတ်မဆိုး it's fine နော်အဲ့တော့ thank you ပါရှင်းပါစေခင်ဗျားတို့ရဲ့ဟာအဆင်ပြေပါစေနော်thank you